ပန်းချက်ဒီမှာအခြေခံကြဆုံးဝစ်ဆန်ခွေနည်းနဲ့ကွင်းချက်လေးချိုးနေကိုအရင်ဆုံးပြပေးပါမယ်နော်အရင်ဆုံးဝစ်ဆန်ခွေပါမယ်ရှင်ချိုးအလှဘက်ကပဲကိုင်းပါမယ်နော်အလှဘက်ကကိုင်းပြီးတော့ဝစ်ဆန်ခွေဖို့အတွက်ကျိုးလေး2လက်မှတိုင်းပါမယ်နော်2လက်မှတိုင်းပြီးအခွေလေးဆောက်ခွေပါမယ်ဖြားစာလေးနော်ဖြားစာလေးကိုအစမထွက်အောင်လို့ထဲထဲကိုထည့်ခောက်ပါမယ်နော်ထဲခောက်ပြီးတော့ခွေလေးကိုညီညီလေးခွေပါမယ်ရှင်ဒါလေးကဝစ်ဆန်ခွေတာပါနော်အခွေလေးကတိုင်းထားတဲ့2လက်မကိုရောက်ပြီဆိုတာနဲ့က်ကလေးနဲ့စိုက်ပါမယ်ဒီအနောက်ကနေပြီးတော့နော်ဒီအနောက်ကနေဒီလိုလေးအလေးနဲ့တစ်ခါတစ်ချက်စိုက်ပါမယ်စိုက်ပြီးရင်အလဲဗဟိုလေးကိုရှာမယ်နော်အလဲဗဟိုလေးကိုအနဖားလေးနဲ့ဒီလိုလေးထိုးထည့်မယ်ပြီးရင်နောက်ထပ်ခြေတစ်ချက်ထပ်တင်မယ်နော်ဟုတ်ပဲပြီးဂွင်းလေးခောက်ပါမယ်ရှင်ဒီဂွင်းလေးကပစင်းသီးလေးထည့်ဖို့ပါနော်ဒီပစင်းသီးထည့်ဖို့တော့ဂွင်းလေးခောက်ထားတာပါဒီဂွင်းလေးကလည်းလက်မဝက်ကြော်6စိတ်လောက်ဆိုရပါတယ်နော်ဒီနောက်ထပ်ခြေတစ်ရက်တင်ပါမယ်အလဲဖို့အနဖားလေးနဲ့ပြန်စိုက်ပါမယ်ပြန်စိုက်ပြီးတဲ့အခါကျရင်ဒီဘက်ကအချီလေးကိုဒီဘက်ကညာလက်ကဆွဲထားမယ်နော်ဆွဲထားပြီးတော့အခွေကိုလက်မနဲ့လက်ညှိုးလေးဖိကင်ထားမယ်ဒီဘက်ကလက်မလေးကဒီလိုလေးချိုးပါမယ်ချိုးပြီးလက်ညှိုးလေးနဲ့ဖိပါမယ်ဒီလက်ကလေးနဲ့လက်မလေးကဒီခွေလေးကိုထိန်းထားပါမယ်နော်ထိန်းထားပြီးဒီဘက်ကခြီကင်ထားတဲ့ဘက်ကခြီကိုဒီလိုလာရစ်ပါမယ်ရစ်ပြီးတော့အလဲဘိုးကိုအနဖားလေးနဲ့ပြန်ထည့်ပါမယ်နော်ပွင့်ချက်လေးက2စိတ်လောက်ဆိုရပါတယ်နော်အများဆုံး3စိတ်ပေါ့နော်2စိတ်3မဟုတ်3စိတ်လောက်ဆိုရပါတယ်ကဲနောက်တစ်နောက်လိုပဲထပ်ချိုးမယ်နော်လက်မလေးနဲ့ချိုးမယ်လက်ညှိုးလေးနဲ့ဖိမယ်လက်ခက်လက်မလေးကခွေကိုထိမယ်နော်တောက်လျှောက်ညီညီလေးချိုးသွားပါမယ်နော်ဒီဘက်ကညာလက်ကလေးကခြေကိုတင်းတင်းလေးဆွဲထားပြီးတော့အလဲပဟိုကိုလည်းအနဖားလေးနဲ့ခြေလေးညီနေအောင်ထည့်ပါမယ်နော်ဒီလိုမျိုးလေးဒါလေးကတော့အခြေခံစပယ်ပွင့်လေးလို့ခေါ်ပါရနော်ပန်းကျယ်ဒီတက်တဲ့လူတိုင်းအခြေခံမသိမဲ့ဖြစ်ပေါ့နော်ပစင်းကောင်းပြီးသွားပြီဆိုရင်ပစင်းကောင်းတက်သွားပြီဆိုရင်စပယ်ပွင့်နေစမယ်ဆိုရင်စပယ်ပွင့်အရင်ဆုံးစပါရနော်စပယ်ပွင့်လေးပြီးသွားရင်ခရီပွင့်လေးလာမှာပါနော်ခရီပွင့်ကကြတော့အခွေဆိုင်ကြီးကြီးလေးနဲ့ထိုးပြမှာပါနော်အဲ့ဒါနောက်ဗီဒီယိုလေးကြမ်းထပ်ပြီးကြည့်ပေးပါနော်ဒါလေးကတော့စပယ်ပွင့်လေးပါရှင်စပယ်ပွင့်ရဲ့ပွင့်ချက်လေးတွေကတော့အားလုံးပေါင်း10ချက်12ချက်ထိုးချိုးလို့ရပါတယ်နော်ပွင့်ချက်တွေပွင့်ချက်လေးညီညီလေးခြေလို့ညီညီလေးချိုးသွားပါမယ်နော်2 4 6 8 10 12ချက်နော်ပွင့်ချက်ကအားလုံးပေါင်း12ချက်ချိုးတာပါတယ်နော်ပွင့်ချက်က10ချက်ချိုးလို့လည်းရပါတယ်ကြဲကြဲလေးကြိုက်ရင်10ချက်ချိုးပါဒီလိုများများလေးကြိုက်တယ်ဆို12ချက်ချိုးပါနောက်တစ်ချက်ထပ်ချိုးလို့ရပါတယ်နော်73ချက်ချိုးလည်းလှပါတယ်နော်ဒါပေမဲ့12ချက်လောက်နဲ့ရလိုက်ပါမယ်ဒီတိုင်းလည်းလှနေပါပြီနော်ကဲဒီမှာချီချက်ကလေးတွေကလည်းအလဲဘုံမှာဒီလိုမျိုးလေးဖြစ်နေရမယ်နော်အဲ့ဒါကြောင့်ဒီအလဲဘုံမှာချီချက်လေးတွေလှဖို့အတွက်အနဖားနဲ့အလဲဘုံကိုတွင်းရခြင်းဖြစ်ပါတယ်နော်အဲ့အဖျားနဲ့လုံးဝမထည့်ပါဘူးနော်ဒီအဖျားနဲ့ထည့်လိုက်တဲ့ခါကျရင်အခွေဒီအလဲမှာချီချက်တွေအမကြီးမညာမဲ့မလှပါဖြစ်တတ်ပါတယ်အလဲဘိုးအနဖားနဲ့ပဲထည့်ပါမယ်ဒီပွင့်ချက်ကလေးကိုလည်းညီလာလာလေးချိုးပါမယ်နော်ကဲဒီတိုင်းဆိုရင်ပန်းလေးကရမ်းလာနေပါပြီကဲပန်းလေးအဆုံးသက်လေးပြပေးမယ်နော်ဒီမှာကျိုးလေးကဒီမှာဆုံးသွားပြီနော်ဆုံးသွားပြီဆိုရင်အမြဲတမ်းဒီပန်းဖွင့်တွေလုပ်ပြီးအမြဲတမ်းလုပ်ရမယ်လုပ်ပါရှင်ဒါအလေးနဲ့စိုက်ရပါမယ်နော်ဒီလိုမျိုးလေးနော်အလေးနဲ့စိုက်ပါမယ်နော်ဒီအချင်းလေးကိုနော်ဒီအချင်းလေးကိုအလေးနဲ့စိုက်ပြီးတော့ဒီအနောက်ဘက်ကိုထွက်ထားပါမယ်နော်အခလေးကိုနော်ချိုးချောင်းဘက်ကနေထွက်ထားပါမယ်ရှင်
ကဲခြေလေးကိုတင်းတင်းဆွဲပြီးပြီဆိုရင်ဒီကျိုးလေးကိုဒီနောက်ဘက်ကိုခောက်သိမ်းလိုက်လို့ရပြီနော်ဒီလိုခောက်သိမ်းလိုက်တဲ့ခါကျရင်ခုနအကလေးနဲ့ပေါက်ထားတာဖြစ်တဲ့အတွက်ဒီကျိုးလေးကဒီပွင့်ချက်ကလေးအနောက်ကိုလိမ်ပြီးလိုက်မလာပါဘူးနော်အဲ့နဲ့မဆိုင်ထားဘူးဆိုရင်ဒီပွင့်ချက်လေးကပါအနောက်ကိုစောင်းပြီးပါသွားမှာပါနော်အခုတော့အဲ့နဲ့ဆိုင်ထားတဲ့အတွက်လိမ်ပြီးမလိုက်ပါဘူးဒီကျိုးလေးကိုဒီနောက်မှာနောက်ကိုဒီလိုချပြီးတော့မခောက်သိမ်းလိုက်ရပါပြီလိုမျိုးလေးပါနော်အချီလေးနဲ့2ချက်လောက်တုပ်လိုက်ပါမယ်တုပ်ပြီးရင်ချီသိမ်းလိုက်ရင်ရပါပြီเนาะဒါလေးကိုဖြတ်ချလိုက်ပါเนาะဆိုရင်เนาะအခြေခံဝတ်ဆံလေးထိုးနည်းနဲ့ပွင့်ချက်လေးချိုးနည်းလည်းတည်သွားပါပြီเนาะဒါအခြေခံဝတ်ဆံထိုးနည်းဝတ်ဆံခွေနည်းလေးပါเนาะဝတ်ဆံခွေနည်းလေးနဲ့ဒီပွင့်ချက်ချိုးနည်းလေးလည်းတည်သွားပါပြီကဲစပယ်ပွင့်လှလာလေးလည်းကြည့်ရှုသူတို့လုပ်လို့ရမယ်ထင်ပါတယ်เนาะအဆုံးလေးကြည့်ပေးကြတဲ့တို့တယောက်ချစ်တဲ့အောင်လည်းကျေးဇူးအများကြီးတင်ပါတယ်เนาะဗီဒီယိုလေးကိုကြည့်ပြီးတော့စုံတရအကျိုးရှိတယ်ဆိုရင်အသေးလေးပေးခဲ့ပါရှင် like လေးပေးခဲ့ပါ comment လေးမှာလည်း okay လို့ရေးခဲ့ပေးပါနောက်ပြီးတော့ subscriber လေးလည်းလုပ်ခဲ့ပေးပါเนาะ subscriber လေးလည်းနှိပ်ခဲ့ပေးပါရှင်ကျေးဇူးအများကြီးတင်ပါတယ်ဒီလိုပညာဒါနတွေအများနဲ့မျှဝေသွားမှာဖြစ်တဲ့အတွက် subscriber လေးလုပ်ဖို့မမေ့ပါနဲ့เนาะ